ခုမှဗီဒီယို content တွေဆက်လုပ်မဲ့သူတွေတော့ဒီဗီဒီယိုကမိတ်ဆွေတို့တော့ပါကျွန်တော်တို့ဗီဒီယို content တွေဆက်လုပ်တော့မယ်ဆိုကျွန်တော်လုပ်မဲ့လမ်းကြောင်းကိုကျွန်တော်ရှာတွေ့ဖို့လိုအပ်ပါတယ်ဥပမာမိတ်ဆွေက movie recap တွေလုပ်ချင်တယ်ဆိုရင် movie recap တွေများများကြည့်ပါ travel blog တွေဖန်တီးချင်တယ်ဆို travel blog တွေများများကြည့်ဖို့ကျွန်တော်ပြောချင်ပါတယ်ကိုကိုတိုင်းကဘယ်လိုပုံစံမျိုးလုပ်ရတာကြိုက်တယ်လဲဘယ်လိုပုံစံမျိုးလုပ်ရင်ကိုယ့်တော့ပိုပြည့်စင်ပြမလဲဆိုတော့ကျွန်တော်အရင်သိဖို့လိုအပ်ပါတယ်ကိုကိုတိုင်းလောက်တဲ့အခါမှာ idea တွေများများရဖို့တော့ကိုကြိုက်တဲ့ပုံစံနဲ့စလုပ်နိုင်အောင်အခုလက်ရှိလုပ်နေတဲ့သူတွေရဲ့ video တွေကိုများများကြည့်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ကြည့်တဲ့အခါမှာဘယ်လိုကြည့်ရမလဲဆိုဥပမာဒီ channel တစ်ခုမှာသူတို့ရဲ့အားသာချက်ကပါလဲဒီ channel တစ်ခုမှာကိုယ်တဘောကြတဲ့အရာတွေကပါလဲဆိုတာကျွန်တော်ရေးမှတ်ထားဖို့လိုအပ်ပါတယ်ဒီလိုတွေများများကျွန်တော်ကြည့်ခြင်းအဖြစ်ကိုဘယ်လိုပုံစံမျိုးကြိုက်တယ်လဲဆိုတာကို content တွေဖန်တီးတဲ့အခါမှာကိုကြိုက်တဲ့ပုံစံနဲ့စပြီးတော့ဖန်တီးသွားနိုင်မှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဘာလို့ကိုနဲ့ကိုက်နေတဲ့ပုံစံကိုရွေးရလဲဆိုတော့ကျွန်တော်တို့စလုပ်တဲ့အခါမှာကိုမကြိုက်တဲ့ပုံစံနဲ့စလုပ်မိမယ်ကိုနဲ့အဆင်မပြေတဲ့ပုံစံနဲ့စလုပ်မိမယ်ဆိုရင်ကျွန်တော်တို့ကြာလုပ်နိုင်မှာမဟုတ်ပါဘူးဒါကြောင့်ရေရှည်မှာကျွန်တော်လုပ်နိုင်ဖို့တော့ကိုကိုတိုင်းကဘယ်လိုပုံစံမျိုးကြိုက်တယ်လဲဆိုတာကိုအရင်သိဖို့လိုအပ်ပါတယ်အခုကျွန်တော်ဗီဒီယိုကိုဆုံးထိကြည့်တော့တဲ့မိတ်ဆွေတွေကကိုဘယ်လိုမျိုး content တွေဖန်တီးရတာကြိုက်တယ်လဲဆိုတာကိုရှာတွေ့တော့လိုက်မယ်လို့ကျွန်တော်မြင်တယ်ဗီဒီယိုကိုဆုံးထိကြည့်ဖို့အားလုံးကိုကျေးဇူးတင်ပါတယ်